ဒီရေသူမမှာထူးခြားတဲ့အမဲလိုက်နေတစ်ခုရှိပါတယ်။သူမဟာပင်လယ်ထဲကနေခုန်ထွက်ပြီးမြူဆွဲတဲ့ပုံစံမျိုးနဲ့သမောသားတွေကိုဖမ်းစားလေးရှိတာပါ။တနေ့မှသူမကငါးဖက်သမောတစ်စီးကိုတွေ့လိုက်တာကြောင့်အဲ့ဒီသမောပေါ်ကသမောသားတယောက်ကိုမြူဆွဲဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီလူကသူမကိုတတိတော်မထားမိပါဘူး။သူမဟာအဲ့ဒီငါးဖက်သမောရဲ့နောက်ကိုလိုက်ပြီးတချင်းဆိုကဆွဲဆောင်ဖို့ကြိုးစားပြန်ပေမဲ့သမောပေါ်ကနေသမောသားလွှင့်ပစ်လိုက်တဲ့အမိုက်တွေကသူမပေါ်ကိုကျလာခဲ့ပါတယ်။သူမကစိတ်အရန်တို့သွားပြီးအမိုက်တွေကိုတစ်ခုချင်းဖန်ရှားနေတော့မှပဲသမောပေါ်ကချလိုက်တဲ့ကြောက်ဆူကြီးကရေသူမပေါ်ကိုကျလာပြီးသူမဟာမြေပြင်ပေါ်ကိုခေါင်းဆိုင်သွားခဲ့ရပါတယ်။ရေသူမဟာစိတ်တူပြီးသူမရဲ့မော်အစွမ်းတွေကိုတုံးကငါးဖမ်းသမောစီကိုအချိန်နဲ့ကူးခတ်သွားခဲ့ပါတယ်။သမောသားကအတန်ကြားတာကြောင့်လက်နက်ကိုယူပြီးလိုက်ရှာနေတော့မှပဲရေသူမကလေးပေါ်ကိုအချိန်နဲ့ခုန်တက်ပြီးလူသားကိုသူ့ရဲ့အလားပါတွေကိုပြဖို့ကြိုးစားနေတဲ့အချိန်မှာပဲဇင်ယုံငါတစ်ကောင်နဲ့တိုက်မိပြီးရေရဲကိုပြန်ပြုတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့သူမဟာအရှုံးမပေးပဲလှေပေါ်ကိုထိုင်ရိုက်တက်လာပြီးသူမရဲ့ခန္ဓာကိုအလှနဲ့သမောသားကိုမြှူဆွဲလိုက်ပါတယ်။သမောသားကသူမရဲ့အလှကိုစိတ်ဝင်စားသွားတဲ့အချိန်မှာသူမကလျှက်စစ်တက်ကိုလွတ်ပြီးတက်ဖို့ပြင်ဆင်လိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲဝါတုတ်တုတ်သမောသားတယောက်ကခေါ်ပြားနဲ့ရိုက်ချလိုက်တာကြောင့်ရေသူမဟာတတိလစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရေသူမရဲ့လျှက်စစ်စွမ်းအင်တွေကြောင့်သမောတစ်ခုလုံးဟာမီးရင်လင်းလာပြီးလိုအပ်နေတဲ့လျှက်စစ်စွမ်းအင်တွေဟာလည်းအပြည့်ရရှိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရေသူမကပြန်လည်နိုးထလာခဲ့ပြီးသူတို့နှစ်ယောက်ကိုအတနာခံတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ပေမဲ့ဝါတုတ်တုတ်သမောသားကရေသူမကိုခေါ်ပြားနဲ့ထပ်ပြီးရိုက်ချလိုက်ပါတယ်။သမောသားနှစ်ယောက်ကသူမရဲ့လျှက်စစ်တက်လွတ်နိုင်တဲ့စွမ်းရည်ကိုအသုံးချဖို့ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ရေသူမနိုးလာတဲ့အခါမှာတော့သူမဟာရေကန်တစ်ခုထဲမှာပိတ်လောင်ခံထားရပြီးသူမဒေါသထွက်လို့လှလိုက်တဲ့လျှက်စစ်တအားတွေကလျှက်စစ်စွမ်းအင်တွေအဖြစ်ပြောင်းလဲအသုံးချခံလိုက်ရပါတယ်။အဲဒီနေ့ကစပြီးသမောသားနှစ်ယောက်ဟာဘာတစ်ခုဖွင့်လိုက်ကြပါတယ်။ပိုပြီးမထင်မှတ်ထားတာကအဲဒီသမောသားနှစ်ယောက်ဟာလိန်တူစုံတွေဖြစ်နေခဲ့ရပါပဲ။ပြီးသားပါပြီ။